လာပါခင်ဗျာကျွန်တော်ရဲ့ Sarah တက်ဆောင် YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်က Microsoft Entra Administrator နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Entra အကြောင်းမပြောချင်မှာ Entra နဲ့ပတ်သက်ပြီးတော့ introduction လေးကိုရင်ဝင်ချင်ပါတယ်အဲ့လို introduction video ပြီးသွားမှာပဲကျွန်တော်တို့ Entra နဲ့ပတ်သက်တဲ့configuration တွေ Entra ဘာအဓိက target ထားတယ် Microsoft မှာ Entra ဘာအဓိက target ထားလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ intro video လေးကိုစလိုက်ကြအောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကဒီမှာဆိုရင်ပုံလေးတစ်ပုံယူထားတယ်ပေါ့နော် Entra နဲ့ပတ်သက်တဲ့ပုံကိုကျွန်တော်ကဒီမှာယူပြီးတော့ပုံလေးရှင်းပြမယ်ပေါ့နော်အဲ့တော့ဒီပုံမရှင်းပြခင်မှာ Microsoft Entra ဆိုတာပါလဲဒီ Microsoft 365မှာ Entra ကဘယ်လိုမျိုးတွေလုပ်ဆောင်ပေးလဲဆိုတာကိုရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးသွားမှာတော့ Microsoft Entra အကြောင်းပဲဖြစ်တယ်ပေါ့နော်Microsoft Entra ဆိုတာကျွန်တော် Microsoft ရဲ့ Cloud Based Identity and Access Management System တခုလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ organization တစ်ခုမှာဆိုရင်ဘယ်သူကဘယ် system ကိုဘယ်လိုဝင်သုံးနေလဲဆိုတာကိုကျွန်တော်တို့ကသိနိုင်တယ်ပေါ့နော်အဓိကကျွန်တော်တို့ system ကိုပို့ပြီး secure ဖြစ်ဖို့အတွက်ကိုသူက target ထားတယ်ဘာတွေအဓိက target ထားပြီးတော့လှုပ်ဆောင်လဲဆိုရင်ကျွန်တော်အဓိကအဖြစ် user ပေါ့နော် user တွေ identity တွေကို target ထားတယ်ပြီးရင်သူတို့ကို access ပေးမှလား deny လုပ်မှလားဆိုရဲ user permission နဲ့ပတ်သက်တဲ့request တွေအားလုံးကိုသူက target ထားပြီးတော့လှုပ်ဆောင်ပေးရပေါ့နော်Microsoft Entra ရဲ့ authentication and authorization တွေကအရေးကြီးတဲ့ function တစ်ခုထဲမှာပါဝင်နေအဲ့တော့ကျွန်တော်တို့ authentication ကိုပြောလိုက်မယ်ဆိုကျွန်တော်တို့က SSO ကိုပြောဖို့လိုပဲပေါ့နော် SSO ဆိုတာကျွန်တော်တို့ဘာကိုပြောရလဲဆိုရင် user က credential အများကြီးသုံးစရာမလိုဘဲနဲ့ credential တစ်ခုရှိအောင်နဲ့ဒီ Microsoft 365တစ်ခုလုံးမှာရှိရဲ့ app တွေကျွန်တော်တို့ admin center တွေအကုန်လုံးကိုဒီ credential တစ်ခုနဲ့ဝင်လို့ရတာပေါ့နော် single sign on လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ SSO ကိုခေါ်တဲ့ feature ကို user account တစ်ခုကနေပြီး login ဝင်တဲ့အခါမှာကျွန်တော်တို့က Microsoft 365လို့ application တွေအများကြီးရှိတယ်အများကြီးကိုကျွန်တော်ထပ်မံ login ဝင်စရာမလိုတော့ဘဲနဲ့ access ကိုသုံးလိုက်ပြီဆိုရင်အဆင်ပြေအောင်လုပ်ပေးတာတွေကိုကျွန်တော်တို့က Entra မှာသုံးလို့ရတယ်ပြီးရင် security အတွက်ဆိုလည်းကျွန်တော်တို့ကဘာရှိသေးလဲဆိုရင် MFA ရှိတယ် MFA ဆိုတာအကြောင်းကျွန်တော်တို့အခုခေတ်မှာလည်းတော်တော်များများလည်းသုံးနေကြပြီပေါ့နော်သုံးတင်တယ်အဲ့တော့ MFA ကဘယ်လိုလုပ်ဆောင်လဲဆိုရင် MFA ကကျွန်တော်တို့ပုံမှန်ဆို user နဲ့ password ထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ account တွေဝင်သွားပြီဒါပေမဲ့ကျွန်တော်တို့က MFA ကိုသုံးလိုက်ပြီဆိုရင် user နဲ့ password ထည့်လိုက်ရုံနဲ့ကျွန်တော်တို့ account တွေကိုတန်းဝင်သွားတာမဟုတ်ဘဲနဲ့ second verification အနေနဲ့ကိုဟုတ်ကြောင်းကိုတက်တည်တစ်ခုထပ်ပြရတာပေါ့နော်ဥပမာဖုန်းနံပါတ်တော်၎င်းSMS နဲ့တော့၎င်းပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ Microsoft သုံးနေဆိုရင်Microsoft Authenticator app ပေါ့နော်ကျွန်တော် Google သုံးနေဆိုရင် Google Authenticator app တော်၎င်းပေါ့နော်အဲ့လိုမျိုး MFA တွေကိုသုံးကြရတယ်ပေါ့နော်အဲ့တော့ MFA သုံးကြရပြီကျွန်တော် Authorized Access ကနေပြီးတော့ကာကွယ်ပြီးသားလဲကျွန်တော်တို့ဖြစ်တယ်ဒါအပြင် तू က cloud only မဟုတ်ဘဲနဲ့ open system မှာကျွန်တော် तू က support လုပ်ပေးရပါတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ Entra ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ user တွေ device တွေကိုကျွန်တော်တို့က cloud only ပဲမဟုတ်ဘဲနဲ့ hybrid အနေနဲ့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့အချင်းချင်းပြောရမယ်ဆိုရင်တော့ Microsoft Entra ကဘာတွေ target ထားလဲဆိုရင် user တွေ application တွေ system တွေကိုလုံခြုံအောင်လုပ်ပေးတယ်central identity platform တစ်ခုလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အနေဒီခုန Entra ကိုကျွန်တော် introduction အနေနဲ့ပြပြပြီးသွားပြီဆိုတော့ဒီ Entra ရဲ့လုံဆောင်ပုံတွေကိုကျွန်တော်ဒီပုံနဲ့တကွာပြထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပုံလေးကိုတစ်ချက်ရှင်းပြပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ဘယ်ကစလိုက်မလဲဆိုတော့ external identity ကစလိုက်မယ် external identity ဆိုတော့ကျွန်တော်တို့ကဒီ Microsoft 365မှာဆိုရင်ဘာဆိုလိုတာလဲဆိုတော့ကျွန်တော်တို့က organization နဲ့မှာမဟုတ်တဲ့ internal user မဟုတ်တဲ့ external user ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့က guest user တွေဒါမှမဟုတ်ကျွန်တော်တို့ partner company မှာရှိတဲ့ customer တွေပေါ့နော်customer တွေရဲ့ account တွေကိုကျွန်တော်တို့က external identity လို့ခေါ်တယ်external identity တွေကကျွန်တော်တို့နဲ့ collaborate လုပ်ပြီးတော့ project တွေပါလုပ်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ tenant ဖြစ်တဲ့ Microsoft 365 tenant ထဲမှာ guest user အနေနဲ့စောက်ပြီးတော့ collaborate လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါတွေအားလုံးဘယ်လိုလုပ်ဆောင်မလဲဆိုရင်ကျွန်တော်တို့ Entra မှာပဲ guest user invitation တွေ collaboration တွေ B2B collaboration တွေအားစကျွန်တော်တို့ Entra မှာပဲလုပ်ဆောင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကအလဲမှာဗာမြင်ရမလဲဆိုတော့ Microsoft Entra ID ဒီကောင်ကတော့ဒီနေ့အတွက်ပြောမယ် core topic တစ်ခုလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် Entra ID ကိုကျွန်တော်တို့က cloud shape ပုံစံလေးနဲ့ထားထားတယ်အဲ့ဒီမှာကျွန်တော်ဘာနဲ့ connect လုပ်ထားလဲဆိုကျွန်တော်တို့ user တွေ identity protection တွေPIM လို့ခေါ်တဲ့ privileged identity management 3ခုနဲ့ connect လုပ်ထားတယ်ပေါ့နော်အဲ့တော့ identity တွေကိုကျွန်တော်တို့ဒီမှာဆိုရင် centralized management လုပ်လို့ရတယ်လို့ကျွန်တော်တို့ကပြောလို့ရတယ် user ဆိုကျွန်တော်တို့သုံးတဲ့ user တွေကို target ထားတာ identity protection ဆို user တွေသုံးတဲ့ ID ကို target ထားတာပေါ့နော် PIM ဆိုရင် user တွေကို PM role ရဘယ် role ပဲ permanent မဟုတ်ဘဲနဲ့ privilege အနေနဲ့ဘယ် role ပဲပေးပါဘယ် role ကိုဘယ်ချိန်သွင်းမဲ့ပေးပါမယ်ဆိုပြီးထားတာပေါ့နော်ဒီလို role ပိုင်းတွေကတော့နောက်ပိုင်း video တွေမှာကျွန်တော်ဆက်လက်ရှင်းပြပေးသွားမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ချက်အနေနဲ့ကျွန်တော်ဘေးနားမှာ
မြားလေးထိုးထားတဲ့တစ်ခုမှာကျတော့ cloud ပုံစံနဲ့တစ်ခုရှိတယ်အဲ့လာကကျွန်တော်တို့ဒီမှာလည်းရေးပေးထားတယ် Microsoft 365 SaaS application software as a service application ပေါ့နော်အဲ့တော့ Microsoft 365မှာဆိုရင် software as a applications တွေနဲ့ဘာရှိလဲဆိုတော့ကျွန်တော်တို့ Exchange ရှိမယ် SharePoint ရှိမယ်ပြီးတခြားသော security service တွေရှိမယ်ပေါ့နော်အဲ့ဒါတွေအားလုံးကလည်းဒီ Microsoft Entra နဲ့ connect လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတဲ့ကျွန်တော်တို့ဒီ app တွေကိုကျွန်တော်တို့ access လုပ်မယ်ဆိုရင် Entra identity နဲ့ပဲကျွန်တော်တို့က login ဝင်ပြီးတော့ single sign on နဲ့ access လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့အောက်မှာဆိုရင်ဗာမြင်ရမလဲဆိုတော့ open network ဆိုရင်တော့တက်စီပေါ့နော်ဒီကောင်ကတော့အပေါ်ပိုင်းကကျွန်တော် cloud ဖြစ်မယ်အောက်ကတော့ open ဖြစ်မယ် open မှာဆိုရင်ကျွန်တော်တို့က local edit directory ဖြစ်တဲ့ AD ရှိမယ် open AD ရှိမယ်ပြီးသွားရင်ကျွန်တော်တို့ open application server တွေရှိမယ်ပေါ့နော်ဒါ open ဒါကျွန်တော်တို့ cloud လို့သတ်မှတ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ open နဲ့ cloud ကိုကျွန်တော်တို့ကချိတ်ဆက်ချင်တယ်ဆိုကျွန်တော်တို့ကဘာကိုသုံးလို့ရလဲဆိုရင် Microsoft Entra Connect ကိုသုံးလို့ရတယ်ဟုတ်ပြီဒီမှာဆိုနှစ်ခုခွဲပြထားတယ်ကျွန်တော်တို့ open application အတွက်ဆိုရင်ဒီဘက်တစ်ချမ်းကျွန်တော်တို့ open AD အတွက်ဆိုရင်ဒီဘက်တစ်ချမ်းပေါ့နော်အဲ့တော့ကျွန်တော် open AD ဘက်ချမ်းကိုအရင်ပြောလိုက်မယ် open AD ဘက်ချမ်းမှာဆိုရင်ကျွန်တော် AD ကိုဘာကြောင့်သုံးလဲဆိုတော့ AD ကကြောင့် open မှာဆိုရင် user တွေကို centralized management လုပ်တဲ့နေရာလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်အဲ့တော့ user တွေကို open မှာ centralized management လုပ်လို့ပဲ Entra မှာလည်း user တွေကို centralized management လုပ်လို့ရတယ် Entra လေးအဲ့တော့ဟုတ်ပြီအဲ့ user တွေကိုကျွန်တော်တို့ open ရ user တွေကို Entra ပို့မယ် Entra user တွေ open ပို့မယ်ဆိုကျွန်တော်တို့ကဂျားထဲမှာဘာသုံးလို့ရလဲဆိုရင် Microsoft Entra Connect ဆိုတဲ့ service ကိုကျွန်တော်တို့ကသုံးလို့ရတယ်ပေါ့နော်အဲ့လာပြီးကျွန်တော်ဘာသုံးလို့ရတယ်လဲဆိုရင်ကျွန်တော်တို့ Microsoft Identity Manager တွေ Cloud Sync တွေကိုသုံးပြီးတော့ user account တွေကို cloud ပေါ်တင်ပေးတာ synchronization လုပ်တာတွေ process တွေကိုကျွန်တော်တို့ကလုပ်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဘေးနားမှာဆိုရင် Microsoft Entra Application Proxy အဲ့လာကြောင့်ဘယ်လိုလုပ်ပေးလဲဆိုရင်ကျွန်တော်တို့ open app တွေရှိတယ်အဲ့တော့ user တွေကဒီ open app တွေကိုသုံးတဲ့အခါကျရင် VPN တန်တယ်ကြီးကိုတိုက်ရိုက်ထိုးစရာမလိုတော့ဘဲနဲ့ Microsoft Entra Application Proxy ကိုသုံးလိုက်တာနဲ့user တွေကဒီ app တွေကို secure ဖြစ်နဲ့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ overall ခြုံပြောလိုက်မယ်ဆိုရင် Entra ကကျွန်တော်တို့cloud မှာဆိုရင် user တွေ identity ကိုအဓိကထားပြီးလုပ်တယ် centralized management လုပ်တယ် cloud identity တခုလို့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့ user တွေက external identity ပဲဖြစ်ဖြစ် internal identity ပဲဖြစ်ဖြစ် Entra ကထိန်းချုပ်ပေးတယ်ပြီးသွားရင်အဲ့ user တွေသုံးဖို့အတွက် cloud မှာရှိတဲ့ app service တွေကိုလည်း SSO နဲ့တွားလို့ရအောင် secure ဖြစ်နဲ့ MFA တွေဖြစ်အောင်လို့ဆိုပြီး Entra အကုန်လုံးပေးရပေါ့နော်ပြီးသွားရင် cloud မှာမဟုတ်ဘူးကျွန်တော် open မှာဆိုရင်လည်းအတိုင်းပဲ open ရ service တွေ open ရ user တွေအပေါ်ဆင်းတဲ့အခါတွေမှာ secure ဖြစ်အောင်လို့ဆိုပြီးကျွန်တော်တို့က Entra Connect ဆိုတဲ့ feature တွေ Microsoft Entra Application Proxy ဆိုတဲ့ feature တွေကိုသုံးပြီးတော့ကျွန်တော်တို့ကအသုံးပြုလို့ရတယ်ပေါ့နော် organization တွေမှာဒါကတော့ကျွန်တော်ဒီဗီဒီယိုမှာကြတော့ Entra နဲ့ပတ်သက်ပြီးတော့ဒီ introduction ဝင်သွားပဲဖြစ်ပါတယ်ပြီးတော့ Entra ကိုမြင်သွားအောင်လို့ဆိုပြီးတော့ပုံနဲ့တကွာရှင်းပြပေးရပါတော့အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာကြာရင်တော့ Entra မှာကျွန်တော်တို့ဘာတွေဘယ်လိုသုံးလို့ရလဲ user တွေနဲ့ပတ်သက်ပြီးဘာလုပ်လို့ရလဲ group နဲ့ပတ်သက်ပြီးဘာလုပ်လို့ရလဲ identity တွေ role တွေဒီပြီးရင်ကျွန်တော်တို့ external identity နဲ့ပတ်သက်တဲ့ဟာတွေပြီး synchronization process တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အများကြီးပေါ့နော် Entra နဲ့ပတ်သက်ပြီးအများကြီးကိုနောက်ပိုင်းဒီမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ